မင်္ဂလာပါလို့ဥစွာပနာမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဘာမိ Recap Story Channel ကနေပြန်လည်ကြိုးဆိုပါရစေဘုံဆိုတဲ့ကောင်မလေးဟာသူနဲ့အတူတွဲနေတဲ့တထေးကြီးကအိမ်တော်ရှိတဲ့လူဖြစ်နေပြီတနေ့မှာတော့သူ့မှာကိုယ်ဝင်ရှိနေကြောင်းသိလိုက်ရပါတယ်ဒီတော့တထေးကြီးကိုအတီးပေးပြီးတာဝန်ယူဖို့ပြောတော့ဘယ်လောက်လိုချင်လဲလို့သူ့ကိုပြန်မေးပါတယ်ဒီတော့ဗတ်တတန်းလုံးဘုံကပြောတော့ချက်ချင်းပဲချက်လက်မှတ်တစ်စောင်ရေးပေးလိုက်ပါတယ်ဘုံကလည်းငိုနေခဲ့ကပြီးတော့မှအချိုတက်လိုက်ပြီးသမီးကိုဦးကထားသွားမယ်လို့ပြောလို့လားလို့ဆိုကချော့နေပါတယ်အဲ့ဒီနောက်မှာတော့ဘုံအိယာကနိုးလာတော့တတိကြီးကဘေးမှာရှိနေပြီတခြားလူတွေကိုမြင်တော့သူတို့ကဘသူလဲလို့မေးတဲ့အခါမှာငါနင်းကိုတန်းတောင်ပေးထားတာဘာလို့တယောက်တည်းစားမှလဲမျှကျွေးမှာပေါ့လို့ဆိုကရုံမှာပတ်ဆက်တဲ့အကြံကိုသုံးပါတယ်ဘုံလည်းတတိကြီးတို့အဖွဲလိုက်စော်ကားတာကိုခံရကဒါကိုလည်းတတိကြီးကဗီဒီယိုမှတ်တမ်းတင်ထားပါသေးတယ်အဲ့ဒီနောက်မှာတော့ဘုံကတတိကြီးတို့လက်ချက်နဲ့ပဲကိုဝင်ရသွားပါတယ်တတိကြီးရဲ့မယားကြီးကလည်းနင်းကလေးကိုငါတို့ကမွေးစားမှမမျှော်လင့်နဲ့နင်းကိုပေးထားတာတော့လွန်နေပြီလို့ဆိုပါတယ်တနေ့တထေးကြီးတို့မိသားစုမွေးနေ့ပွဲကျင်းပနေချိန်မှာဘုံကရောက်သွားတော့ဘုံကိုအပြင်ခေါ်ထုတ်သွားပြီးရိုက်နှက်ပါတယ်ဘုံကလည်းလူယုံမာလို့ပြောလိုက်တော့ထက်ရိုက်ကထွက်သွားပါတယ်အဲ့ဒီနောက်6လကြာပြီးတဲ့အချိန်မှာစီးပွားရေးလုပ်ငန်းရှင်တယောက်ရုတ်တရက်တရားပေါ်ကနေခုံချတီးဆုံးသွားပါတယ်ဘုံကိုစော်ကားခဲ့တဲ့တထေးတွေကတယောက်ဖြစ်ပြီးတယောက်ဆုံးပါသွားတာကိုသတင်းတောက်တယောက်ကလည်းလိုက်လေးလာနေပါတယ်ဒီလိုနဲ့တထေးကြီးတို့တမိသားစုလုံးတယောက်ပြဿနာမျိုးစုံတက်ကအသေးစိုးနဲ့တီးကုန်ကြပါတယ်ဘုံကလည်းအောင်လန်းဆရာနဲ့သွားတွေ့ကပိုက်ဆံပေးလိုက်ပြီးဆရာကလည်းဘုံเจ้าမှာအလောင်းအရေးအတွက်နဲ့အခေါင်းလူကိုမှားလိုက်ကဒါမှတီးသူတွေကရန်လာမရှာမှာလို့ဆိုပါတယ်သူမှလည်းဆရာပြောသလိုပဲသွားပြေးလို့လိုက်ပြီးအပြန်မှာနာယီကားတစ်စီးပေါ်မှာတတိကြီးတို့တမိသားစုလုံးရဲ့ဝိညာဉ်တွေကိုမြင်လိုက်ရကသူမှငေးကြည့်နေတော့ကားတိုက်ခံလိုက်ရပါတယ်တစ်ဖက်မှာလည်းတေးဆုံးသွားတဲ့နိုင်ဖရာတန်တို့မိသားစုပိုင်ဆိုင်မှုတွေကိုသူ့ရဲ့အရင်ဇနီးဟောင်းနန်းခမ်းမလာကိုပေးဖို့တရားရုံးကဆုံးဖြတ်လိုက်ပါတယ်ဒီသတင်းကိုကြေညာနေချိန်မှာဘုံကလည်းဆေးရုံမှာအသက်လုနေရတာပါအဲ့ဒီနောက်မှာတော့အမွေရသွားတဲ့မယားကြီးရဲ့သမီးခွန်ကအမွေတွေရတော့မှမို့အောင်ပွဲခံနေခဲ့ပါတယ်သူတို့နဲ့အနီးနားမှာလည်းဘုံကရှိနေခဲ့ပါတယ်ဒီလိုနဲ့မယားကြီးတို့တမိသားစုလုံးအိမ်ကြီးကိုပြောင်းလာကြပါတယ်ခွန်ကလည်းအိမ်ထဲကိုရှောက်ကြည့်ရင်သူ့ရဲ့အနောက်မှာကလေးမလေးတယောက်ရှိနေတာကိုသူတတိမထားမိလိုက်ပါဘူးခွန်ကလည်းပုံဆွဲဒီဇိုင်နာတယောက်ဖြစ်ပြီးသူကန်တွေညံ့နေတယ်လို့ဆိုကဆရာတယောက်နဲ့တွားတွေ့ပါတယ်အစီရင်နဲ့အန်ဒီယကင်းအောင်ဆရာကလှုပ်ပေးနေချိန်သူကတိတ်မယုံကြည်ပဲထားသွားဖို့ပြင်တော့တငယ်ချင်းဖြစ်သူကဆွဲထားရပါတယ်ဒီလိုနဲ့မကောင်းတဲ့ကံတွေပပျောက်ဖို့လှုပ်ပေးလိုက်ပြီးလက်စင်တစ်ခုမှအလှသွားပြုတ်လောက်ကြပါတယ်သူတို့ထပ်သွားတာနဲ့ခြားထားတာတွေကိုလူတယောက်ကလာစားသွားပါတယ်အဲဒီနောက်မှာ TV သတင်းမှာလူတယောက်ဓာတ်နဲ့ရန်ကားနေပြီးသူ့ကိုယ်သူလည်းနာကျင်အောင်လုပ်နေတာကိုမြင်လိုက်ရကအဲ့ဒီလူကသူတို့ခြားထားတာတွေကိုစားတဲ့လူဖြစ်နေပါတယ်ဒါလည်းခွန်ကတိတ်အယုံကြည်မရှိသေးပါဘူးခွန်ရဲ့အကိုရွတ်မှာရေးသားရှိပြီးအဲ့ဒါကတော့ဘုံပါပဲရွတ်ကဘုံကိုလက်ထပ်ခွင့်တောင်းလိုက်ပါတယ်သတင်းသမားကလည်းဖရာဒန်မိသားစုကအောက်လန်းပညာနဲ့တိုက်ပြီးလောက်ကြံခံရတာလို့ရေးနေလို့သူ့ကိုသတင်းတင်ဆက်တဲ့လူကမဟုတ်တာတွေဆိုပြီးပြောတာကိုခံနေရပါတယ်သတင်းသမားကအမွေဆက်ခံတဲ့ခွန်ကိုတီးသွားပြီးလူကိုယ်တိုင်သွားကတိုက်မိတယ်လို့နဲ့သွားစုံစမ်းပါတယ်ခွန်ရဲ့မောင်နှံကလည်းကင်မရာတစ်လုံးနဲ့လိုက်ရိုက်နေပြီးဘုံနဲ့ရွတ်တို့မင်္ဂလာဆောင်တာကိုလည်းရိုက်ပေးနေပါတယ်ခွန်ကလည်းသူတို့သမီးဝတ်စုံကိုပြင်ဆင်ပေးနေတာပါဒီအကြောင်းတွေကိုဘုံကခွန်ကိုဖမ်းချုပ်ထားရင်ပြောနေကထပ်ပြောမယ်လို့ဆိုကပြောပြပြန်ပါတယ်ခွန်စီကိုအောက်လန်းနဲ့ပတ်သက်တဲ့အီးမေးလ်တစ်စောင်ဝင်လာပြီးအမောင်ဝိဇ္ဇာအတက်မော်အောက်လန်းအသုံးပြုနည်းဆိုတာကိုဖတ်လိုက်ပါတယ်စာထဲမှာတော့ကြောက်စရာကောင်းတဲ့မော်အောက်လန်းကရွက်ရုပ်ပေါ်မှာမန်းမှုတ်ရတယ်ကိုဝင်တဲ့ပေါ်မှာထွန်းတဲ့ဖျောင်းစီကစွမ်းအားပြင်းတယ်ဒီအောက်လန်းပညာရဲ့မူလအစကအိန္ဒိယကလို့ဆိုပါတယ်ဒီပယောဂါကတယောက်ယောက်သိတဲ့မီကိုခေါ်လို့ပြန်ထူးမရင်ဆွဲကတ်တတ်တယ်နန်ကလည်းဒီမေးကိုပို့တာသူ့ရဲ့တငယ်ချင်းလိုပဲထင်နေတာပါနမ်မီကိုခေါ်ရင်ပြန်မထူးနဲ့ဆိုပြီးမေးပို့ထားတာကိုပြောပြတော့နန်တို့ကလည်းစားနောက်ကြပြီးငါတို့ကိုခေါ်ရင်ပြန်မထူးကြရအောင်လို့ဆိုကသူ့ရဲ့အကိုခေါ်တာကိုလည်းပြန်မထူးသွားပါဘူးနန်ကရေချိုးပြီးထွက်လာတော့ဘောကသူ့ရဲ့သပင်တွေကိုတွားယူလိုက်ပါတယ်နန်ရဲ့သပင်ကိုအလောင်းတစ်ခုမှတုံးကအလောင်းပစက်ထဲကိုငရှင်းတကောင်ထည့်လိုက်ပြီးအောက်လန်းဆရာကခေါင်းကနေခြေထောက်ထိတစ်ချက်မှုတ်ချလိုက်တာနဲ့နန်ကလည်းအိတ်နေရင်သူ့ကိုခေါ်တဲ့အတန်ကိုကြားလိုက်ရလို့ထူးလိုက်မိပါတယ်ချက်ချင်းပဲသွားအန်လိုက်တော့ငရှင်းနေထွက်လာပါတယ်တေချာပြန်ကြည့်တော့မှရိုးရိုးအံဘတ်တွေဖြစ်နေပါတော့တယ်ဒီလိုနဲ့ဆေးရုံရောက်သွားကကိုတွင်းအနာဖြစ်တာလို့ပဲတည်ထားကြပါတယ်အဲ့ဒီနောက်မှာခွန်ကသူ့အမောင်အခန်းကအထွက်မှာအတန်ကြားလိုက်လို့အခန်းထဲပြန်အဝင်မှာငရှင်းတွေပြည့်နေပြီအောင်ဖြစ်သူကလည်းပါဇက်တွေထဲမှာငရှင်းတွေတန်းလန်းဖြစ်နေတာကိုမြင်လိုက်ရပါတယ်ခွန်တယောက်ထိတ်လန့်သွားပြီးစိတ်တန်ရာပါရသွားပါတယ်သူ့ရဲ့မောင်ကိုငရှင်းတွေတတ်တာလို့လည်းပြောနေတာပါအဲ့ဒီနောက်3လအကြာမှာတော့ခွန်တို့မိသားစုက
နိုင်ရဲ့အယိုးပြကိုရေထဲမှာတွားမျောပြီးပြန်အလာမှာသတင်းတောက်ကရောက်လာပြီးခွန်ကိုလာတွေ့ကသူ့မောင်လေးတီတာကအောက်လန်းနဲ့တိုက်ခံရတာဖြစ်ကြောင်းနဲ့ခွန်တို့ကိုလည်းအန်တီရရှိနေတယ်လို့ဆိုပါတယ်တခုခုဖြစ်လာရင်ကျွန်တော်ကိုဆက်သွယ်ပြီးကူညီနိုင်တာရှိရင်ကူညီလို့ရအောင်လို့ပြောလိုက်ပါတယ်ခွန်လည်းသိကျင်စိတ်ဖြစ်လာပြီးသတင်းတောက်စီကိုရောက်သွားကမေးကြည့်လိုက်တော့သူ့အဖေနဲ့တမိသားစုလုံးတေးရတာကလည်းအောက်လန်းနဲ့တိုက်ခံရတာလို့ဆိုပါတယ်သတင်းတောက်ကသူကိုယ်တိုင်လည်းမယုံမကြည်ဖြစ်ခဲ့ဘူးပြီးအောက်လန်းနဲ့တိုက်ခံရကတနေ့မှဘိုက်နာလာလို့ဓာတ်မှန်ရိုက်ကြည့်တဲ့အခါမှာသူ့ပိုက်ထဲမှာအသားလီးသားနဲ့ပရိတ်ကျိုးတွေကိုတွေ့ခဲ့ရပါတယ်ဒါပေမဲ့ခွဲကြည့်တဲ့အခါမှာတော့ဘာမှမရှိဘူးလို့ဆိုကသူ့ပိုက်ကဒဏ်ရာကိုပြလိုက်ပါတယ်ခွန်တို့ဖြစ်နေတာကလည်းခွန်ရဲ့အဖေရန်သူနဲ့ရင်ဆိုင်နေရတာလို့ဆိုပါတယ်ဒါကျမတို့နဲ့ဘာဆိုင်လို့လဲလို့မေးတော့အမွေတွေနဲ့ပတ်သက်နေတယ်လို့ပြောလိုက်ချင်းခွန်ကပန်းနိုင်ရင်ချက်ရှိလို့အသက်ရှူကျလာပြီးလဲသွားကသတင်းတောက်ကကူပေးလိုက်ရပါတယ်ဒါကနောက်ကျောင်းပြန်နေတာဖြစ်ပြီးခွန်ကပန်းချုပ်ခံထားရရင်အသက်ရှူကျလာလို့ခွန်ကကတွင်းထဲကိုဖျန်းနဲ့ဖျန်းစည်းကိုပေးလိုက်ပါတယ်အတိတ်ကိုပြန်ဆက်ရရင်တော့ခွန်နဲ့သတင်းတောက်တို့အောက်လန်းအစီရင်နဲ့ပစ္စည်းတွေအကြောင်းပြောနေရင်ခင်မင်းရင်းနှီးသွားကြပါတယ်ဘုံကိုလည်းနေကချေရောချေဖူးလို့လားလို့မေးတော့ဘုံကကတ်တီတီနေရင်သူ့အောက်လန်းစီယာနဲ့အစီရင်လုပ်ခဲ့တာတွေကိုပြန်မြင်အောင်သွားပါတယ်ခွန်ရဲ့အကိုရုပ်ကိုရဖို့ထမင်းပေါင်းအိုးပေါ်မှာကားရောက်ခွပြီးအစီရင်လုပ်ရတာပါတနေ့မှရုပ်ကဘုံရဲ့အိတ်ထဲကအယုံတစ်ခုကိုအချီကျိုးနဲ့ခြိထားတာကိုမြင်သွားတော့ဘုံကစိုးရိမ်သွားပြီးရုပ်ကမချစ်တော့ပဲထားသွားမှကြောက်လို့လုံးမိတာပါဒါကသူတို့အတူအိုမင်းတဲ့အထိပေါင်းရအောင်လုပ်တာပါလို့ငိုကပြောလိုက်ပါတယ်ရုပ်ကလည်းအယုံကြီးမရှိတာကြောင့်ပဲရေလိုက်ပြီးအယုံမတီးဖို့နဲ့ဒါကိုလည်းလွတ်ပြစ်လိုက်ရင်ရပါတယ်လို့ဆိုကထားသွားတော့TV ပေါ်မှာဘုံရဲ့အနောက်မှာကလေးတယောက်စော့နေတာကိုမြင်လိုက်ရပါတယ်သူလှည့်ကြည့်လိုက်တဲ့အခါမှာတော့ဘာမှမရှိပါဘူးရွယ်လဲအစီရင်အယုတ်ကိုအိမ်သားကွက်ထဲကိုဖြစ်ထည့်လိုက်ပါတယ်ဒီလိုနဲ့တညမှာရုပ်ကိုဘုံကအရက်တစ်ခွက်အတင်းတောက်ခိုင်းပါတယ်ဒီထဲမှာတခုခုထည့်ထားတာပါအဲ့ဒီနောက်မှာရုပ်ကကြောင်းတစ်ကြောင်းမှာရဟန်းဝှက်ဖို့သွားကဘုံကြီးကပရိရည်နဲ့ဖျန်းနေတဲ့အချိန်ရုပ်ကတခုခုကိုခံစားနေမိပါတယ်ဒီလိုနဲ့ရဟန်းပြုတ်ကနေလှဲ့လည်နေတော့မှအောက်လန်းဆရာကလည်းအစီရင်အလောင်းထဲကိုပရိဒါတွေထည့်ကမန်းမုံလိုက်တဲ့အချိန်ရွရဲ့ပါဇက်ထဲကနေလည်းပရိဒါတွေထွက်ကြလာပြီးတေဆုံးသွားကရဟန်းဘွားကိုမရောက်လိုက်ပဲနာရေးပွဲဖြစ်သွားရပါတယ်ရွရဲ့ခန္ဓာကိုယ်ကိုတကြိုပြီးအယိုးပြထဲမှာလည်းပရိဒါတွေပါကြံနေလို့ကွန်တို့ကိုခေါ်ပြတော့အတော်လှန်သွားပါတယ်ညချိန်မှသွားကသူ့ကိုဘာလို့လိုင်းရင်မဆိုင်တာလဲလို့အော်နေခဲ့ပါတယ်ဒီအကြောင်းကိုဘုံကပြောပြနေတာဖြစ်ပြီးငါ့ကိုအပြစ်မတင်နဲ့ငါစားခဲ့တာမဟုတ်ဘူးနင့်အဖေကိုအပြစ်တင်သူကစားခဲ့တာလို့ဆိုကပြောနေပြီးခွန်ကပြန်អော်တဲ့အခါမှာပလင်းနဲ့ရိုက်ချလိုက်ပါတယ်ပြီးတော့မှပတ်တီးပြန်စီးပြီးရင်ထပ်ပြောပြပြန်ပါတယ်ဘုံကအစရည်ရွယ်ချက်ကရုပ်ကိုတတ်ဖို့မဟုတ်ပဲရုပ်ကမိသားစုရဲ့အကြီးအကဲလူကြီးဖြစ်လာရင်သူကလည်းတရားဝင်ဇနီးဖြစ်လာဖို့အတွေးရှိပါတယ်ဒါပေမဲ့ရုပ်ကတန်တရားအရင်ဝင်သွားလို့တတ်လိုက်ရတာဖြစ်ကခွန်ရဲ့အမေကိုလည်းအောက်လန်းဆရာစီမှာအစီရင်လောက်ခိုင်းပြီးထပ်ပြူစားပလိုက်တာပါခွန်ရဲ့မောင်လေးကလည်းဘုံရဲ့တီသွားတဲ့သမီးလေးရဲ့ဝိညာဉ်နဲ့စော်ကစားနေတာပါဒါကိုခွန်ကမြင်တော့လန့်ပြီးအော်ချလိုက်ပါတယ်အမေဖြစ်သူကတော့သူထိုင်နေရင်သူပွတ်သက်နေတာကသူ့သားတွေရဲ့အလောင်းတွေဖြစ်နေပါတယ်ဒီချိန်မှာပဲအတန်ကြားလိုက်ရပြီးအလောင်းတွေတရေတွေကိုမြင်နေရကနင်တရားမယ်လို့လက်ညှိုးထိုးပြနေတော့ထွက်ပြေးနေရင်ခလေးတရေနည်းနဲ့ထပ်တိုးပါတယ်အဲ့ဒီလိုတွေကြုံခဲ့တာကြောင့်အမေဖြစ်သူကစိတ်ချောက်ချပြီးနေမကောင်းစဖြစ်လာပါတယ်ဒါကိုသိတဲ့သတင်းတောက်ကလည်းအင်ကိုဖုံးကြီးပင့်လာပြီးပရိတ်ရည်ဖျားလိုက်ပါတယ်အခန်းထဲမှာဘုံကခွန်ရဲ့အမေကိုပြုစုပေးနေတာကိုသတင်းတောက်ကမြင်ပြီးဘုံကိုတန်တရားရှိနေပါတယ်ဘုံကြီးကလည်းပြန်တော့ခွန်ရဲ့အနောက်မှာလိုက်နေတဲ့ဝိညာဉ်ရှိနေပြီးဒါကိုစိတ်မပူဖို့နဲ့သူကကစားခြင်းလို့ပါပဲသူအခုဘယ်မှာရှိတာလဲအရှင်ဘုရားလို့မေးတော့မင်းအနောက်မှာလို့ပြောကကားပေါ်တက်ပြီးဘုံကြီးကလည်းထွက်သွားပါတယ်ခွန်ရဲ့အနောက်မှာရှိနေတာကကလေးသေးလေးပါသတင်းတောက်ကခွန်ကိုသူ့ယောင်းမအကြောင်းကိုမေးတော့သူတို့အမေကအရင်ကတည်းကပိုသဘောကျလာတယ်ရိုးရဲ့ကလေးကိုလွယ်ထားရလို့နေမှလို့ဆိုပါတယ်သတင်းတောက်ကလည်းစီဝါဟီရန်မိသားစုရဲ့တည်ဆုံးမှုနဲ့ပတ်သက်ပြီးဒီနောက်ွယ်မှာမိသားစုအနာကတယောက်ယောက်ရှိနေတာကိုတန်တရားဆရှိလာပါတယ်ဒီတော့ဘုံကိုတန်တရားရှိနေတာမို့ဘုံရဲ့အနောက်ကိုလိုက်ပြီးနောက်ယောင်ခံလိုက်ကြည့်ပါတယ်ဘုံကစေးရုံကိုသွားပြီးနောက်တနေရာကတော့စပင်ညက်ဆိုင်လေးတစ်ဆိုင်ကိုထပ်သွားပါတယ်စပင်ညက်ဆိုင်ကအဖိုးကြီးကအောက်လန်းဆရာပါဒါကိုသတင်းတောက်ကမသိသေးပါဘူးဘုံကအောက်လန်းဆရာကိုသတင်းတောက်ရဲ့ပုံကိုပြကသူဝင်ရှုံနေပြီးသူ့ကိုကင်တွယ်ပေးပါလို့ပြောလိုက်ပါတယ်သတင်းတောက်ကလည်းစေးရုံမှတ်တမ်းကိုစစုံစမ်းပါတယ်အဲ့ဒီနောက်မှာတော့ခွန်ရဲမောင်လေးကငိုနေလို့ဘာလို့လဲလို့မေးတဲ့အခါမှာသူနဲ့ဆော့နေတဲ့ကလေးကသူတို့တမိသားစုလုံးတေးမလို့ပြောတာမို့သူနဲ့မဆော့ဘူးလို့ပြောနေပါတယ်သတင်းတောက်ကလည်းသူရေချိုးနေတော့မှတကားကပွင့်သွားပြီးရုတ်တရက်စောင့်ပိတ်တယ်လို့ဖြစ်သွားကမှန်တွေကလည်းကွဲကျသွားပါတယ်ဒီတော့မှန်တွေကိုကြော်ကွပြီးအပြင်ကိုအထွက်မှာမှန်ခွဲတစ်ခုကသူ့ရဲ့ခြေထောက်ကိုစူးသွားပါတယ်မှန်ခွဲကိုထုတ်ဖို့ပြင်နေတော့မှာပဲသူစုံစမ်းထားတဲ့ဆေးရုံကဖုံးဝင်လာပြီးအဲ့ဒီအမျိုးသမီးကတကယ်ကလေးမရှိဘူးဆိုတာကိုသိလိုက်ရပါတယ်ဒီချိန်မှာပဲသူ့ခြေထောက်ကိုစူးတဲ့မှန်ခွဲကခြေထောက်အပေါ်ကိုတက်လာပါတယ်သတင်းတောက်ကလည်းဓာတ်နဲ့လိုက်ခွဲထုတ်တော့ထွက်ပြေးနေပြီးနောက်ဆုံးဆွဲထုတ်နိုင်လိုက်ပါတယ်
ဘုံကတထေးကြီးနဲ့ကိုဝင်ရတုံးကကလေးကပုံပြက်နေတာကိုသိလိုက်ရပြီသူကားထိုက်ခံလိုက်ရကကလေးလဲဆုံးရှုံးလိုက်ရပြီနောက်ထပ်ကလေးလဲမရနိုင်တော့တာပါကလေးအသေးလေးကိုလည်းယူသွားပြီးအောင်လန်းဆရာစီကိုယူသွားကဝိညာဉ်ကိုခေါ်ယူပြီးခန္ဓာကိုယ်ကိုလည်းမပုံမတိုးအောင်မိခင်လိုက်ကအနားမှာထားတာပါဒီကလေးလေးကခွန်တို့မြင်နေရတဲ့ကလေးလေးပါခွန်ကလည်းကလေးတရေလေးကိုမြင်လို့လန့်နိုးလာပြီးကလေးတရေကထွက်ပြေးသွားတော့နောက်ကနေလိုက်ရကြည့်မှာစာအုပ်စင်ပေါ်မှာရှိနေပါတယ်သူကြည့်နေရင်ပျောက်သွားလို့တခုခုပြကျင်နေတာလို့ထင်သွားကစာအုပ်ကိုသွားဖယ်ကြည့်တော့တစ်တာတစ်လုံးရှိနေပါတယ်သူဖွင့်ကြည့်လိုက်တော့ကလေးအလောင်းလေးဖြစ်နေကတေဆုံးစာရွက်စာတမ်းတွေပါရှိနေတာပါခွန်လည်းဖတ်ကြည့်ပြီးဘုံရဲ့ကလေးမန်းတီသွားလို့အမေစီကိုပြေးသွားပေမဲ့နောက်ကျသွားပါပြီအမေဖြစ်သူကသွေးတွေအန်နေကမောင်ဖြစ်သူကလည်းအော်ငွေနေလို့ဘယ်ပြေးရမှန်းမသိဖြစ်နေပါတယ်မောင်လေးစီကိုအရင်သွားကြည့်တော့ကလေးကသွေးတွေရွှဲနေပြီးတတိမိတ်နေပါပြီဒီချိန်မှာပဲသတင်းတောက်ကဖုံးဆက်လာပါတယ်ခွန်တို့အိမ်ကနေအမြန်ထွက်သွားကြတော့တရားခံကခွန်ရဲ့ရောင်းပါပဲလို့ပြောလိုက်ပါတယ်ဒါပေမဲ့နောက်ကျသွားခဲ့ပါပြီခွန်ကကလေးကိုကြည့်ကငိုနေတော့ဘုံကအနောက်ကနေရောက်လာပြီးရိုက်ချလိုက်ပါတယ်ဒီတော့မှပြန်ပြောပြနေတာတွေပြီးဆုံးသွားကခွန်ကိုဆွဲခေါ်လာပြီးသူ့အမေရဲ့ကတင်ပေါ်ကိုပြစ်တင်လိုက်ရင်နဲ့အမေလိုမဖြစ်ချင်ရင်အေးဆေးနေလို့ပြောလိုက်ပါတယ်အမေဖြစ်သူကလည်းကြောင်တောင်တောင်ဖြစ်သွားပါပြီဘုံကစာချုပ်တစ်ခုကိုထုတ်လိုက်ပြီးပိုင်ဆိုင်မှုလွှဲပြောင်းစာလက်မှတ်ထိုးဖို့ပြောနေပါတယ်ခွန်ကပန်းနာရင်ချက်ထက်ဖြစ်လာပြီးအသက်ရှူရခတ်လာလို့ပါဇက်တဲကိုစီးဖြန်းပေးနေတော့ဘုံကိုစောင့်ကန်လိုက်တဲ့အတွက်နိုင်ငံနဲ့စောင့်မိပြီးတတိမိသွားပါတယ်ဒီချိန်မှာပဲကလေးတရေလေးကသူ့အမေကိုထိခိုက်သွားလို့ခွန်ရဲ့အနားကိုရောက်လာတော့ခွန်လဲလှန်သွားပါတယ်သတင်းတောက်ကရောက်လာကအမေဖြစ်သူကိုသတင်းတောက်ကမှားသွားပြီးခွန်ကလည်းမောင်လေးကိုစေးုံခေါ်သွားပါတယ်သတင်းတောက်ကလည်းဘုံကိုကျိုးနဲ့တုပ်ဖို့ပြန်လာတော့မရှိတော့ပါဘူးဘုံကလည်းအောက်လန်းဆရာကိုဖုံးဆက်ကကျမလောက်ကိုင်းတဲ့သတင်းတောက်ကမသိသေးဘူးလို့ပြောလိုက်ပါတယ်ခွန်ရဲ့မောင်လေးကလည်းစေးုံမှာဓာတ်မှန်ရိုက်တာဆရာဝန်တွေခေါင်းခဲနေပါပြီကလေးရဲ့ခန္ဓာကိုယ်ထဲမှာတိရစ္ဆာန်အရေးကုန်ရှိနေပြီဒါကတဖြည်းဖြည်းနဲ့ကြီးလာနေတာပါခွန်ရဲ့မောင်လေးကိုလည်းအသက်လုနေရပါတယ်အောက်လန်းဆရာကလည်းသတင်းတောက်ကိုအစီရင်ထပ်လုပ်ပြီးပြူစားနေပါတယ်ခွန်ရဲ့မောင်လေးကလည်းစေးုံကနေရုတ်တရက်ပျောက်သွားလို့ခွန်ကလိုက်ရှာတော့ကလေးတရေလေးကခေါ်သွားတာကိုမြင်လိုက်ရလို့အနောက်ကနေလိုက်ရှာပါတယ်သူအစာဦးအပြက်တစ်ခုတည်းကိုဝင်သွားတာကိုမြင်လိုက်လို့နောက်ကနေလိုက်ကြည့်တော့အမေဖြစ်သူကလည်းရောက်နေကပါဇက်ကနေသူ့ကြီးတွေထွက်ကြနေပြီဘုံကတနက်တလက်ကိုလက်ထဲကိုထည့်ပြီးသွားကထွက်သွားပါတယ်ခွန်ရဲ့အမေကသမီးကိုလိုက်ပစ်ပါတော့တယ်ဒီလိုပြစ်နေရင်မထီပဲသတိဝင်လာပြီးသူ့ကိုယ်သူပြန်ပစ်ကပြေးဆုံးသွားပါတယ်ဘုံကလည်းထွက်လာကခွန်ကတော့သူ့မောင်လေးကိုထပ်လိုက်ရှာပါတယ်သတင်းတောက်ကလည်းသပင်ညက်ဆိုင်ကိုရောက်သွားပြီးအပေါက်ဆောင်ကိုထိုးကအထဲကိုဝင်သွားတော့သူ့ကိုအစီရင်လုံနေတာပါသူတားဖို့လှုပ်တဲ့အခါမှာအနောက်ကနေတယောက်ကတနက်နဲ့ချိန်ထားတာကိုခံလိုက်ရပါတယ်အောက်လန်းဆရာကအစီရင်ရုပ်ကိုမီးရှို့ဖို့ပြင်တော့တနက်ကိုလူးလိုက်ပြီးချိန်ထားတဲ့လူကိုလည်းပြစ်လိုက်ကအောက်လန်းဆရာကိုလည်းပြစ်ထည့်လိုက်ပါတယ်အောက်လန်းဆရာကလဲကျသွားပြီးအစီရင်ရုပ်ကမီးကွက်ထဲကိုကျသွားကမီးလောင်သွားတာနဲ့သတင်းတောက်ကလည်းတကိုယ်လုံးမီးတွေထလောင်ကတီးဆုံးသွားပါတယ်ဘုံကလည်းခွန်ကိုအပြစ်ရှင်းဖို့လုပ်ပါတယ်ခွန်ကလည်းတောင်းပန်နေရင်အနောက်ကိုစုံသွားကခွန်ရဲ့မောင်လေးကလည်းတယောက်တည်းအရှိကိုဆက်သွားနေပါတယ်ဘုံကခွန်ကိုဓာတ်နဲ့လှမ်းထိုးမှအချိန်လုံးပြီးအောက်ကိုပြုတ်ကျသွားပါတယ်ဒါပေမဲ့အောက်ကိုမကျပဲလက်နဲ့ဆွဲထားမိကခွန်ကိုအမကိုကဲပါအောင်လို့ပြောနေပါတယ်ခွန်ကလည်းလက်ကမ်းပေးလိုက်တော့ဖမ်းဆွဲထားတော့မှဘုံကသူ့သမီးလေးရဲ့ဝိညာဉ်ကိုမြင်ပြီးသူ့ကိုခေါင်းညှိပြလိုက်တာကြောင့်ခွန်ရဲ့လက်ကိုလှုပ်ကအောက်ကိုပြုတ်ကျသွားပြီးတန်ကြုံနဲ့ထိုးမိသွားကဆုံးမသွားပါတယ်ခွန်ရဲ့မောင်လေးကလည်းတိုက်အစွန်းကိုရှောက်လာနေပြီးဒါကိုကလေးသေးလေးကမကြအောင်ကူညီပြီးပျောက်သွားပါတယ်ဒီတော့မှကလေးလည်းပြန်တတိရလာပြီးခွန်ကလည်းဖတ်ထားလိုက်ပါတယ်ဒီလိုနဲ့ခွန်တို့မိသားစုမှာခွန်တို့မောင်နှမ2ယောက်ပဲကြံခဲ့ကဇလန်းလေးပြီးဆုံးသွားပါတယ်ခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်စီကိုအထူးပင်ကျေးဇူးတင်ရှိပြီးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့အတူကတ်3ပါးကြော်နေနိုင်ပါစေလို့ဆုတောင်းပေးရင်းညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ